ခုခေတ်မှာမိတ်ဆွေကအသက်အရွယ်တစ်ခုရောက်လာလို့ကို့မှာစိတ်ညစ်စရာမရှိဘူး anxiety မဖြစ်ဘူးညဘက်အိတ်မပြောတာမျိုးမရှိဘူးဆိုရင်ခင်မမီတော့တယ်လို့ပဲနော်ဟုတ်တယ်မလားတကယ်ချင်းနေဆုံးကြရင်တော့ငါဒီနေ့ဘလောက်ပြောလဲဆိုတာထက်ငါဘွားကြီးကဘလောက်တောင်စုပ်ပြတ်တက်နေလဲဆိုတာကိုပြိုင်ပြီးပြောနေကြသလိုပါပဲ social media ကိုဖွင့်ကြည့်လိုက်ရင်ဝယ်နေစရာ post တွေအသေးခွဲသချင်းတွေငါပင်ပန်းနေပြီဆိုတဲ့ caption တွေမပိုင် news feed တစ်ခုလုံးကအရသာမရှိတော့တယ်လို့ပါပဲလူငယ်တယောက်ဖြစ်ပြီးစိတ်တက်မကြဘူးဆိုရင်လူရမဝင်တော့တယ်လို့တောင်ခံစားရတယ်မလားဟုတ်ပါတယ်စိတ်ကြယောဂါဆိုတာယနေ့ခေတ်လူငယ်တွေရဲ့ identity ဝိသေသလက္ခဏာတစ်ခုလိုတောင်ဖြစ်နေပါပြီအလုံးမရှိတာအနာဂတ်မရေရတာငွေကြီးကြက်တဲတာဒါတွေအားလုံးကကျွန်တော်တို့ရဲ့နေ့စဉ်အစားအစာတွေလိုဖြစ်နေတော့စိတ်ကြတယ်ဆိုတာပုံမှန်ဖြစ်နေပြီလေညဘက်2နာရီ3နာရီမှအိတ်တာ cold ဖြစ်တဲ့မနေ့မထကျင်တာဓမ္မတာပဲဘဝကိုလက်မြောက်ရှုံးပေးထားတာယနေ့ခေတ်ရဲ့ trend ပဲဒါပေမဲ့နေပါအောင်မိတ်ဆွေရောကျွန်တော်ရောဒီအခြေအနေကြီးကိုဒီတိုင်းပဲခေါင်းငိမ်ပြီးလက်ခံလိုက်ကြတော့မလို့လားကျွန်တော်ခုနကပြောခဲ့သလိုပဲစိတ်ကြယောဂလူငယ်တွေအတွက် normal ပါလို့ပြောလိုက်ရင်မိတ်ဆွေတို့သဘောကျမယ်နှစ်သိမ့်မှုတွေရတယ်ဆိုတာကိုကျွန်တော်သိပါတယ်။အော်ငါတယောက်တည်းဖြစ်နေတာမဟုတ်ပါလားဆိုပြီးဖြည့်သိမ့်လို့ရတာပေါ့။ဒါပေမဲ့မိတ်ဆွေကျွန်တော်တို့မှားနေပြီ။လူငယ်စိတ်ကြယောဂခံစားနေရတာဟာလုံးဝပုံမှန်ကိစ္စမဟုတ်ပါဘူး။ဒါမဖြစ်တဲ့ကိစ္စပါ။ဒါဟာကျွန်တော်တို့လက်မခံတဲ့အခြေအနေတစ်ခုပါ။လူငယ်ဆိုတာစွန့်ရည်နေအပြည့်နဲ့တောက်ပနေရမယ့်အရွယ်ပါ။ဘာကြီးကိုစူးစမ်းမယ်အမားတွေလုပ်မယ်ပြန်ပြင်မယ်ရုန်းကန်မယ်အသက်အရွယ်တစ်ခုရောက်တာနဲ့အသက်80အရွယ်လိုစိတ်သက်တွေမှာခောက်ပြီးဘာမှမလုပ်ချင်မကိုင်းချင်ဖြစ်နေကြတယ်။ဒါကိုပုံမှန်လို့သတ်မှတ်လိုက်ရင်ကျွန်တော်တို့သွားပြီးစိတ်ကြယောဂါကို romanticize မလုပ်ပါနဲ့ဝမ်းနဲ့ပလက်ဖြစ်နေတာအမှုပညာစံနေတာမဟုတ်ပါဘူးအဲ့ဒါမိတ်ဆွေရဲ့အလားအလာ potential တွေကိုတက်ပြစ်နေတဲ့ယောဂါဆိုတစ်ခုပါဒါဆိုဘာလို့အခုခေတ်လူငယ်တွေဒီလောက်တောင်စိတ်သက်ကြနေရအကြောင်းရင်းတွေအများကြီးရှိပေမဲ့အဓိကတရားခံတချို့ကိုဆွဲထုတ်ကြည့်အောင် comparison culture နှိုင်းယှဉ်ခြင်းလို့ခေါ်တဲ့ social media ပေါ်မှာတခြားသူတွေရဲ့ highlight reel တွေကိုကြည့်ပြီးကိုယ့်ရဲ့ behind the scene နဲ့နှိုင်းယှဉ်တဲ့သူများတွေအောင်မြင်နေတာကိုကြည့်ပြီးကိုယ့်ကိုယ်အသုံးမကျဘူးလို့တွေးတယ်ဒါစိတ်ကိုအစိတ်ခတ်နေရပါပဲနောက်ပြီးစိတ်ကျဉ်တတ်မှုတွေကိုဒါတော်ပေးနိုင်တဲ့ TikTok ဗီဒီယိုတွေ short ဗီဒီယိုတွေလက်ကံပိုင်းနဲ့ပျော်ရွှင်မှုတွေကိုအရှာဖွေလွန်နေတော့တကယ်ဘဝရဲ့စူးစမ်းအားထုတ်ရမှုတွေမှာစိတ်မရှိတော့ပါဘူးအဲ့ဒီအခါဘဝပြင်းစရာကောင်းလာပြီးတော့အတိတ်ပဲမဲ့တယ်လို့ခံစားလာရပါတယ်နောက်ပြီးကျွန်တော်တို့နိုင်ငံရဲ့အခြေအနေစီးပွားရေးအရာအလုံးကလည်းမရေရပါဘူးဒါတွေကိုလည်းတွေးပြီးကြောက်နေကြတာပါပဲဒါပေမဲ့အဲ့ဒီအကြောင်းပြချက်တွေရှိနေလို့ငါတို့စိတ်တက်ကြနေတာမှန်တယ်ဆိုပြီးငြိမ်နေမလားဒါမှမဟုတ်ငါဘဝဒီတက်ပိုကောင်းတဲ့နဲ့ဒီတက်ပိုကြီးထွားတဲ့နဲ့ဆိုပြီးရုန်းကန်စူးစမ်းမလားကျွန်တော်တို့စိတ်ကြယောဂါဆိုတာမဖြစ်သင့်ဘူးပြောနေုံနဲ့ပျောက်သွားမှာမဟုတ်ပါဘူးအရှင်ယူမရပါမယ်လောကကြီးကမိတ်ဆွေကိုအလိုလိုက်နေမှာမဟုတ်ပါဘူးမိတ်ဆွေကိုယ်တိုင်ကရုန်းကန်စူးစမ်းပြရပါမယ်ပထမဆုံးအချက်အနေနဲ့ကျွန်တော်တို့ comfort zone တွေကထွက်ဖို့လိုပါတယ်ကျွန်တော်လူငယ်တော်တော်များများကတက်တောင့်တက်တာနေရှင်ကြပါတယ်ပင်မမှာကိုကြောက်တယ်ဒုက္ခရောက်မှာကိုကြောက်တယ်ဒါပေမဲ့မိတ်ဆွေမှတ်ထားပါဂျင်ဆော့တဲ့လူတွေသိပါတယ်ကြွက်သားဆိုတာအလေးအပင်တွေနဲ့ဖြည့်ဆည်းနှိပ်စက်မှကြီးထွားလာတာစိတ်ဆိုတာလည်းအဲ့ဒီအတိုင်းပါပဲအခက်အခဲတွေကိုကြားကုတ်ကြားကဲရုန်းကန်မှမိတ်ဆွေရဲ့စိတ်ကတန်မာလာမှာပါဘဝမှာအဆင်မပြေမှုတွေစိန်ခေါ်မှုတွေဝင်လာရင်ငါတော့သွားပြီးကန်ဆိုးလိုက်တာလို့မတွေးပါနဲ့ဒါဟာမိတ်ဆွေရဲ့စိတ်ဓာတ်ကိုလေ့ကျင့်ပေးနေတဲ့ training ground တစ်ခုလို့သဘောထားပေးပါပူပြင်းတဲ့မိဖို့တွေရောက်မှတန်မဏိဆိုတာမာကြောတာပါအဲ့ဒီလိုပဲအခက်အခဲတွေကြားမှာအန်ကျိတ်ပြီးကြားကုန်ကြားကဲရုန်းကန်လိုက်တဲ့အခါအဲ့ဒီပြဿနာတွေကိုကြော်ဖြတ်ပြီးတော့ရင်မိတ်ဆွေကြားလိုက်မယ်အကြီးမားဆုံးဆုလက်ကငွေမဟုတ်ပါဘူးဂုံလည်းမဟုတ်ပါဘူးဘာလဲဆိုတော့ဘယ်ရာနဲ့မှလဲလို့မရတဲ့တန်မာတဲ့စိတ်ဓာတ်ပါပဲဒါကြောင့်အခက်အခဲတွေမရှောင်ပါနဲ့ထိတ်တိုက်ရင်ဆိုင်မှရုန်းကန်ကြိုးစားပါအဲ့ဒီရုန်းကန်မှုဟာမိတ်ဆွေကိုစိတ်ကြစေတဲ့ depression လက်ထဲကနေဆက်ထုတ်ပေးပါလိမ့်မယ်နောက်တစ်ချက်ကတနေ့ကိုတစ်နာရီလောက် social media နဲ့ဝေးနေကြည့်ပါတခြားသူတွေရဲ့ဘဝကိုစောင့်ကြည့်နေမယ့်အစားကိုယ့်ဘဝကိုပြန်တည်ဆောက်ပါတခြားသူတွေရဲ့ success story ကိုထိုင်ကြည့်အားကျနေမယ့်အစားကိုယ့်ရဲ့ကိုယ်ပိုင် success story ကိုစပြီးရေးသားပါခန္ဓာကိုယ်လှုပ်ရှားပါစိတ်ညစ်နေတယ်ဆိုပြီးအဲ့ရထဲမှာကိုယ်မနေပါနဲ့ထပြေးပါလမ်းလျှောက်ပါဂျင်းဆော့ပါအလွန်ဆုံးအိမ်မှာထိုင်ထိုးလို့ရပါတယ်ခန္ဓာကိုယ်လှုပ်ရှားလိုက်တာနဲ့ brain က chemical တွေပြောင်းလဲသွားပြီးတော့စိတ်အခြေအနေအလိုလိုတက်လာပါလိမ့်မယ်ခန္ဓာကိုယ်တန်မာလာရင်စိတ်လည်းအလိုလိုလိုက်ပြီးတန်မာလာပါလိမ့်မယ်နောက်ပြီးကျွန်တော်တို့ရီမန်းချက်အသေးသားလေးထားဖို့လိုပါတယ်မိတ်ဆွေကဘာကြီးကိုကယ်တင်မှုမကြိုးစားပါနဲ့အောင်လောလောဆယ်အယိုးရှင်းဆုံးဖြစ်တဲ့ဒီနေ့ငါအခန်းကိုရှင်းမယ်စာ9မျက်နှာဖတ်မယ်ဒီလိုအသေးမွားလေးတွေကိုပြီးမြောက်အောင်လုပ်ပါအောင်မြင်မှုအသေးစားလေးတွေကမိတ်ဆွေရဲ့ယုံကြည်မှုတွေကိုပြန်ပေးပါလိမ့်မယ်နောက်ထပ်ကျွန်တော်လူငယ်တွေစိတ်တက်ကြစေရတဲ့အဓိကအကြောင်းရင်းတစ်ခုကတော့ overthinking လို့ခေါ်တဲ့အတွေးလွန်တာပဲဗျဒါပေမဲ့ဘာလို့ overthinking လုပ်နေလဲဆိုတော့ကိုယ့်ရဲ့ထိချုံမှုအောက်မှာမရှိတဲ့အရာတွေကိုထိုင်ပြီးပူပန်နေတာပါအတိတ်ကကိုလုပ်ခဲ့တဲ့အမှားတွေပြန်ပြင်လို့မရတော့ပါဘူးဒါကိုတွေးပြီးနောက်တရနေလို့လည်းဘာမှထူးမလာပါဘူးအတိတ်ပဲလည်းမရှိပါဘူးအနာဂတ်မှာဘာဖြစ်မလဲစီးပွားရေးတွေပြတ်အောင်မလားစစ်ဖြစ်အောင်မလားငါအလုပ်ရပါမလားငါချက်ရတဲ့လူတွေဘာတွေဖြစ်မလဲဒါတွေကကိုကြိုသိနိုင်တဲ့အရာတွေမဟုတ်ပါဘူးမရောက်သေးတဲ့မနှက်ပြန်အတွက်ဒီနေ့ထိုင်ပြီးကြောက်နေမိတ်ဆွေကဒီနေ့ကိုပါအလကားဖြုံးတိပြစ်နေတာပါပဲမိတ်ဆွေထိန်းချုပ်လို့ရတာတစ်ခုပဲရှိပါတယ်အဲ့ဒါကဒီအချိန်ဒီအခိုက်တန့် the present ပြစ်စုံပံပါပဲကိုလက်မမီတဲ့အရာတွေကိုလွတ်ချလိုက်ပါတော့အဲ့ဒီအစားမိတ်ဆွေလောက်ရမှာကိုအကောင်းဆုံး version ဖြစ်အောင်အပတ်တကုတ်စူးစမ်းရုန်းကန်နေဖို့ပါပဲသူများတွေဘာဖြစ်နေလဲစိတ်ဝင်စားပါနဲ့ခကြီးဘလို့ဖြစ်နေလဲဆိုတော့လေခဏမေ့ထားပေးပါ
ဒီနေ့ကမနေ့ကငါထပ်ပို့တော့အောင်ဘာလုပ်မလဲငါရဲ့ skill တွေတိုးတက်လာအောင်ဘလို့အပတ်တကုတ်ကြိုးစားမလဲငါရဲ့ခန္ဓာကိုယ်ငါရဲ့ဉာဏ်ပညာတွေပို့ပြီးထက်မြက်လာအောင်ဘလို့ရုန်းကန်မလဲဒါကိုပဲတွေးပါမိတ်ဆွေသာကိုယ့်ရဲ့အကောင်းဆုံး version ဖြစ်အောင်တည်ဆောက်ထားနိုင်ရင်အနာဂတ်မှာဘာတွေပဲဖြစ်လာမိတ်ဆွေရင်ဆိုင်နိုင်စွမ်းရှိလာပါလိမ့်မယ်အပြင်လောကကြီးမငြိမ်းချမ်းနေအောင်မှမိတ်ဆွေရဲ့အတွင်းစိတ်ကတော့တန်မာနေပါလိမ့်မယ်နောက်ဆုံးအနေနဲ့ပြောချင်တာကလူငယ်ဆိုတာမျောလင့်ချက်ရဲ့သင်္ကေတပါမိတ်ဆွေစိတ်ညစ်နေတာလမ်းပြောင်းနေတာတွေကိုကျွန်တော်နားလေပါတယ်ဒါပေမဲ့အဲ့ဒီအမောင်ထဲမှာပဲတက်တက်လုံးနေသွားဖို့မဆုံးဖြတ်ထားပါနဲ့သိကြနေတယ်ဆိုတာခိုးဖြစ်တာမဟုတ်ပါဘူးပုံမှန်လည်းမဟုတ်ပါဘူးမိတ်ဆွေဟာပျော်ရွှင်ဖို့အောင်မြင်ဖို့တောက်ပဖို့ဖြစ်လာတဲ့သူဒီတော့မိတ်ဆွေရဲ့လူငယ်ဘဝကိုစိတ်ကြယောဂလက်ထဲထိုးမှတ်ထားပါနဲ့မိတ်ဆွေလုံနိုင်ပါတယ်ကျွန်တော်တို့အတူတူစူးစမ်းကြပါဒါပေမဲ့ကျွန်တော်ဒီလိုတွေပြောနေုံနဲ့ပြီးမသွားပါဘူးမိတ်ဆွေလည်းဒီဗီဒီယိုကြည့်စိတ်တက်ကြွပြီးတော့ဖုံးပိတ်လိုက်တာနဲ့ငကိုတိုင်းပြန်ဖြစ်သွားမယ်ဆိုရင်ကျွန်တော်ပြောသမျှဘာမှအရာထင်မှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်မိတ်ဆွေကို challenge တစ်ခုခေါ်ချင်ပါတယ်မနေ့ပြန်စမယ်မလုပ်ပါနဲ့ဒီနေ့မိတ်ဆွေဒီဗီဒီယိုမြင်တဲ့အချိန်အခုချိန်ကစပြီးနောက်9ရက်တိတိဟုတ်ပါတယ်နောက်ထပ်9ရက်လေးပါပဲဒီ3ချက်ကိုလိုက်လုပ်ပေးပါပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ no complaint နဲ့ကျွန်တော်တို့လုံးဝ reason တွေမပေးပါဘူးအကြောင်းပြချက်တွေ execute တွေကျွန်တော်တို့လုံးဝမပေးပါဘူးလာမဲ့9ရက်လုံးကျွန်တော်တို့ဘာမှမငြင်းညူပါဘူးဂျာတိဥရုပူတာမီးပြတ်တာကားပိတ်တာစိတ်ညစ်တာအကြောင်းအရာပေါင်း16000ဘာမှကျွန်တော်တို့ပါဇက်ကထုတ်မပြောပါဘူးပြဿနာတစ်ခုတက်လာရင်ငါဒါကိုဘယ်လိုဖြေရှင်းမလဲဆိုတာကိုပဲကျွန်တော်တို့တွေးပါမယ်ဒုတိယတစ်ချက်အနေနဲ့ကျွန်တော်တို့၄ချိန်ငယ်လုပ်ပါမယ်ဒီနေ့ကိုအနည်းဆုံးမိနစ်20လောက်ကျွန်တော်တို့ချွေးထွေးအောင်လုပ်မယ်မိတ်ဆွေလမ်းလျှောက်မလားလိုက်ထိုးမလားကခုံမလားမိတ်ဆွေကြိုက်တာလုပ်လို့ရပါတယ်ချွေးထွေးရပါမယ်တတိယချက်အနေနဲ့ land one တင်ပါဒီနေ့ကိုပညာရဲ့အသစ်တစ်ခုဒါမှမဟုတ်စာတစ်မျက်နှာလောက်ပဲဖြစ်ဖြစ်ဖတ်ပေးပါ social media ပွတ်နေမဲ့အချိန်တွေကမိနစ်30လောက်ပဲဖဲ့ပေးပေးပါဒါပါပဲမိတ်ဆွေလုံနိုင်ပါမလားတကယ်လို့မိတ်ဆွေရတာတာမန်လူတွေလိုဘဝကိုရေးဆုံးမျောမနေပဲနဲ့ကိုယ့်ဘဝကိုပြန်ထိန်းချုပ်ခြင်းတဲ့သူစိတ်သက်မှာကြောတဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်ခုချက်ချင်းပဲ comment မှာကျွန်တော်လုံနိုင်ပါတယ်ကျမလုံနိုင်ပါတယ်လို့ရေးခဲ့ပေးပါဒါဟာမိတ်ဆွေကိုပြန်ပေးလိုက်တဲ့ဂရုတစ်ခုတော့ဖြစ်နေပါစေနော်ခုနေ့ပြည့်တဲ့အခါမိတ်ဆွေရဲ့စိတ်နဲ့ခန္ဓာကိုဘယ်လောက်ပြောင်းလဲသွားမလဲဆိုတာကိုမိတ်ဆွေကိုယ်တိုင်အံ့ဩနေရပါလိမ့်မယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အသိပညာဘူးတူတာရစေတဲ့အကျိုးဖြစ်ထွန်းစေတယ်ဆိုရင်ကျွန်တော်တို့ရဲ့ဆရာသက် channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဟုတ်နော်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်